Cisco Science and Computer Center ရဲ့ basic course သင်ကြားနေမှုလေးတွေကိုတွားပြီးတော့လေ့လာကြပါမယ်ကျွန်တော်တို့လေကားပေါ်တက်လာပါပြီရှိတုံးမှာဟာဟောဒုတိယနဲ့နောက်ဆုံးကိုကြာရအောင်အဲ့ဒါအေးဆိုအဲ့ဒါရှိတယ်ဒီမှာဆောင်းကွန်ပျူတာတော့ဆိုတော့ဒီမှာတော့မဟုတ်ဘူးလေဟုတ်နော်အဲ့ပွိုင်တာဆိုတဲ့နေမှာဆရာတို့ကဒီမှာဒီတော့ဆိုတာလေးရှိတယ်လားဒီမှာကိုစိတ်နဲ့ပုံနဲ့တချို့ဟာတွေကတော့တချို့ဟာတွေမရဘူးနော်ဒီနေ့မှာကိုတဲ့ပုံနဲ့ဆရာတို့ဒီဒီဝမ်းစီနဲ့ဒီလိုဝေါ်ပြပိုင်နေနေတွေ့ပြီးလိုက်ပါဒါကတော့အဲ့ဒါကိုဒီကောင်ကတော့အောက်ကိုဒီဒီတဲ့ဟိုဒီဒီတဲ့ဒါကဒီဒီနိုင်ရဲ့နဲ့အဲ့ဒါ ဘယ်ပုံကမှာနော် ဟုတ်တယ်သမီးရဲ့အဲ့ဒါဆိုရင် ပြီးနေ ဒီကတော့ဒါမျိုးပါလား ပြီးနေ ဒီနေ့တောင်းလေးငါချောင်းချောင်းလေးနဲ့ချောင်းပါလား on off ပဲနေသမီးရဲ့9နိုင်ဆိုရင်ငါလေး off လိုက်တာတယ်လား on ထားလိုက်တာ7နိုင်ဆိုတော့ on နေလိုက်တာ2နိုင်ဆိုရင်ဒါလည်းပါဒီနေ့ မောင်စတဲ့မောင်စတဲ့မှာပါ ဟုတ်တယ်